သူဟာတချင်းသားထောင်ရင်စီးမျောနေုံမှာပဲသူ့ရဲ့ဖော်တွေကလာဘော်ကနေကုံထွက်ခွာသွားကြပြီဗျသူလည်းသူတို့နောက်ကိုအမိလိုက်ဖို့ကားကိုအသေးအတန်မောင်းပေမဲ့နောက်ဆုံးမှာတော့လွတ်သွားခဲ့ရတယ်သူကသူ့ဖော်တွေကိုဒေါသတကြီးနဲ့ချိန်ဆနေပေမဲ့နောက်တစ်စက္ကန့်မှာပဲကျိုးသိမ်ကြုံမွားတစ်ခုကကဘာမြေကိုသွားတိုက်မိတာကိုမြင်လိုက်ရတော့သူကြောက်ရွံ့လို့မင်းသက်သွားတော့တာပဲစခန်းကိုပြန်ရောက်တဲ့အခါကဘာမြေကိုအချိန်ဆက်တွေ့ပေမဲ့ဘာအကြောင်းပြန်ချက်မှမရတော့ဘူးသူဟာတူးရဲသောရှင်တန်ကြံရည်သူဖြစ်သွားပြီလေတော်သေးတာကစခန်းမှာစားစရာတွေပုံလိုက်ကြံနေသေးလို့သူ့တသက်စာတော့လောက်ငှပါတယ်ဒါပေမဲ့အထီးကျန်ချင်းဆိုတဲ့ဝေဒနာကသူ့ကိုတဖြည်းဖြည်းဝမ်းမြော်လာခဲ့တယ်ဒီနေ့မှာတော့ကိုတောင်ရဲ့အစာရှာရင်အမျိုးသမီးတယောက်ရဲ့ပုံရိပ်ကိုမြင်လိုက်ရလို့ဝမ်းသာအားရပြေးသွားမိတာပေါ့ဒါပေမဲ့ကြည့်လိုက်တော့အမျိုးသမီးမဟုတ်ဘဲကန်ဂရူးသားပိုက်ကောင်ဖြစ်နေတာပဲသူစိတ်ပြက်လက်ပြက်နဲ့လှည့်ထွက်မှာပဲဒီကန်ဂရူးကတော်တော်လေးရန်လိုပြီးသူ့ကိုတစ်ချက်တည်းနဲ့လေထဲလွင့်သွားအောင်ကန်ထုတ်လိုက်တယ်သူ့ပိုက်ပေါ်ကခြေရာကိုကြည့်ပြီးသူဒေါသတွေပောက်ကွဲသွားတော့တာပေါ့နောက်ဝင်မှာတော့သူကကတလင်းစက်တင်နဲ့ကြီးကိုကင်ပြီးကန်ဂရူးကိုစစ်ကြင်ညာတော့တာပဲကန်ဂရူးကမြလဲဟိုပြေးဒီပြေးနဲ့လွတ်အောင်ရှောင်နေရပေမဲ့တိတ်မကြခင်မှာကြီးစံကုန်သွားပြန်ရောဒီတော့မှကန်ဂရူးကပြန်တိုက်စစ်ဆင်ပြီးသူ့ကိုလေရဲလွင့်အောင်ထက်ကန်လိုက်ပြန်တယ်သူတတိပြန်ရလာတဲ့အချိန်မှာရေဒီယိုကနေအတန်လွင့်ချက်တစ်ခုကြားလိုက်ရတယ်တကယ်တော့ကဘာပေါ်မှာရှင်တန်ကြံရည်သူတွေရှိနေသေးတာဗျသူ့ဖော်တွေကသူ့ကိုအမြဲဆက်သွယ်နေခဲ့ပေမဲ့သူ့ရဲ့ဆက်သွယ်ရေးစနစ်ကပြတ်နေခဲ့တာထူးဆန်းတာကကန်ဂရူးရဲ့အမိကကျိုးတစ်ချောင်းကိုသွားတိုက်မိပြီးပြုတ်ကျသွားရကနေအချက်ပြတ်စနစ်ကအလိုလိုပြန်ကောင်းသွားတာပါပဲကဘာကအတန်တွေကိုကြားလိုက်ရတဲ့အခါသူဝမ်းသာလုံးလို့ငိုချလိုက်မိတယ်ဒါပေမဲ့ကဘာပေါ်ကအခြေအနေကလည်းမကောင်းလာတာမို့သူပြန်လာနိုင်ဖို့ကသူ့စွမ်းပေါ်မှာပဲမူတည်နေတော့လေသူဟာဟောင်းနှွမ်းနေတဲ့အာကာဒီယန်တစီးကိုရှာတွေ့ခဲ့တယ်ဒါကိုပြင်နိုင်ရင်သူအိမ်ပြန်နိုင်ပြီပေါ့ဒါပေမဲ့အင်ဂျင်ပိုင်းကိုသွားရှာတော့မှကန်ဂရူးပါလာတဲ့နောက်တွေကပြုတ်ကျန်ခဲ့တယ်သူတိလိုက်တဲ့အချိန်မှာနောက်ကျသွားပြီးကန်ဂရူးကိုပြန်ခဲ့ရင်စခန်းကိုပြန်ဖို့လောင်စာမလောက်တော့ဘူးမကယ်တဲ့ရှေ့ဆက်သွားရင်လည်းကန်ဂရူးကတေမာတေချာနေတဲ့သူတွေဝေသွားတယ်ကဘာပေါ်ကလူတွေကလည်းသူဘာဆုံးဖြတ်မလဲဆိုတာကိုရင်ထိတ်ထိတ်နဲ့စောင့်ကြည့်နေကြတယ်နောက်ဆုံးမှာတော့သူကဒေါသတကြီးအော်ဟစ်ပြီးကန်ဂရူးကိုပြန်ကယ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ကံကောင်းတာကသူကန်ဂရူးကိုရှာတွေ့ခဲ့တယ်ကန်ဂရူးကလည်းသူ့ကိုမြင်တော့ဝမ်းသာအားရနဲ့ပြေးဖက်ပြီးသူ့ဦးထုတ်ကိုချစ်စနိုးနဲ့ရှာနဲ့လာရက်နေတော့တာပေါ့ဒါပေမဲ့ပြန်လာတဲ့လမ်းမှာကားကအကုံသွားပြန်ရောအဲ့ဒီအချိန်မှာစခန်းထဲက55ကီလိုမီတာကွာသေးတယ်အာကာတဝတ်စုံတွေကအောက်ဆီဂျင်ကလည်း9နာရီစာပဲကျန်တော့တာသူကတော့ဂျယ်ရီပြည့်နဲ့ကောင်းကင်ကြီးကိုကြည့်ရင်းတင်မဲ့အချိန်ကိုအေးအေးဆေးဆေးစောင့်နေမိတယ်ဒါပေမဲ့ကန်ဂရူးကတော့နောက်တွဲကြီးကိုမနားတမ်းထူရိုက်နေတာပြအဲ့ဒီမှာတင်သူတွေးတစ်ခုရသွားတယ်ကားရဲ့အစိတ်ပိုင်းတချို့ကိုဖြုတ်ပြီးနေချော်စီစလက်တစ်ခုလှုပ်လိုက်တယ်ကန်ဂရူးကရှေ့ကနေဆွဲပြီးလက်မျက်နှာပြင်ပေါ်မှာအချိန်နဲ့ပြေးတော့တာပေါ့ရှိုးမြောင်တွေကိုဖျက်ကျော်ကဘာကြီးရဲ့အရေးကိုဖျက်ပြီးအောက်ဆီဂျင်ကုန်ခါနီးလေးမှာတင်စခန်းကိုအောင်မြင်ပြန်ရောက်သွားခဲ့တယ်။သူကအာကာဒီယန်ဟောင်းကြီးကိုလည်းပြင်ဆင်ပြီးပြီဒါပေမဲ့ကဘာကိုပြန်တော့မဲ့အချိန်မှာပဲနောက်ထပ်ကျိုးသိမ်ကြုံမွားကြီးတစ်ခုကဘာစီဥတီနေတာကိုတွေးလိုက်ရပြန်တယ်ကဘာပေါ်ကလူတွေထိတ်တလန့်ဖြစ်ကုန်ကြပေမဲ့သူကတော့ချက်ချင်းဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်သူကကန်ဂရူးကိုအရေးပေါ်ထွက်ပေါက်ထဲကိုအတင်းထည့်လိုက်တယ်ကန်ဂရူးကတော့သူ့နားမှာပဲနေခြင်းလို့အသေးအတန်ရုန်းကန်နေရှာတာပေါ့သူကနောက်ဆုံးအနေနဲ့နှုတ်ဆက်စကားပြောလိုက်တယ်အားလုံးကစိတ်မကောင်းခြင်းများစွာနဲ့စောင့်ကြည့်နေုံမှာပဲသူဟာအာကာဒီယန်ကိုကျိုးသိမ်ကြုံမွားကြီးစီတဲ့မောင်းနှင်သွားခဲ့တယ်ဒီတစ်ခါတော့ကဘာပေါ်ကလူသားအလုံးကိုကယ်တင်ဖို့အတွက်သူကိုယ်တိုင်အနစ်နာခံပြီးအဆုံးစီရင်သွားခဲ့ပါတော့တယ်